ဒီပေါ်မှာတော့အကောင့်ပိုင်ရှင်မိုက်ပေးပို့ထားတဲ့ကိုရီးဖီးယမန်ဇလန်လေးကိုတင်ဆက်ပေးသွားခြင်းပါတယ်။ညသကောင်ရဲ့အချိန်မှာအိမ်နောက်ဖေးဘက်ကနေခဲတဲ့ပေါက်တန်တွေကြားနေရပါတယ်။ကျမတို့အိမ်ကောင်မိုးကသွတ်မိုးထားတာဆိုတော့တဒုံးနဲ့ခဲတန်တွေထွက်နေခဲ့ပါတယ်။ဘာတွေများဖြစ်နေလဲလို့အိမ်ပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့အားလုံးပဲမင်္ဂလာပါ Polar Creation Channel ကနေကြိုဆိုလိုက်ပါတယ်။ဖီးယမန်ကျောင်းပွဲပေါ်ရဇလန်တို့များကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ Like and Subscribe လေးလုပ်ပေးသွားကြပါဦး။မိတ်ဆွေတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖီးယမန်ဇလန်တွေရှိရင်လည်းရေးသားပေးပို့နိုင်ပါတယ်ကျွန်တော်အကောင်းဆုံးပြန်လဲပုံဖော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမအိမ်အောင်ရှင်မိန်းကလေးတယောက်ပါကျမယောက်ျားဆိုင်ငယ်ကယ်ရီဆွဲပါတယ်နောက်ပြီးကျမတို့မှာ3နှစ်အရွယ်သမီးလေးတယောက်လည်းရှိပါသေးတယ်အဲ့ဒီအချိန်ဟာကျမရဲ့ဒုတိယမြောက်ကိုဝင်ကိုလွယ်ထားတဲ့အချိန်မှာကျမယောက်ျားအပေါင်းအသင်းများသလိုပျော်ပျော်လေးနေတတ်ပါတယ်ဒီတော့အတောက်စားလေးကလည်းနည်းနည်းရှိတာပေါ့အဲ့အချိန်တော့မိုးရသည်ဆိုတော့ခရီးတွေကတိတ်မရပါဘူးခရီးတွေရဖို့အတွက်ညနေသကောင်တွေလည်းစောင့်ရပါတယ်တခါတလေဆိုနေဘက်တွေကိုလိုက်ဖို့ရလို့ညနေမှာပဲပြန်ရောက်လေရှိပါတယ်ပြီးတော့ကျမယောက်ျားအသိရွှေရင်ကျော်ဆရာတယောက်စီမှာပညာလက်ဆင့်ကမ်းထားသူပါခရီးတွေရတဲ့ကားတာအိမ်ပြန်မိုးချိုးလို့လမ်းပြောက်တဲ့ခါမှာကျွန်းမိုင်ကွင်းမိုင်နေလမ်းပြပေးဖို့အတွက်အမိန်ပေးတဲ့ကားတာအဲ့ဒီကားတွေကိုသူရတယ်လို့အမြဲပြောမှုပါတယ်။ဒီနေ့ကျမယောက်ျားခီးတယ်လိုက်ပိုးရင်းနဲ့မိုးချုပ်သွားခဲ့ပါတယ်။ဒီတော့အိမ်ပြန်ဖို့အတွက်မျက်စိလည်းလမ်းပြောက်သွားလေရော။ဆိုင်ငယ်တစ်စင်းနဲ့တော်လန်းနေကွင်းမြင်နေတစ်ခုပြီးတစ်ခုသာဖြတ်ခဲ့ရတယ်။ကားလမ်းမကြီးပေါ်တော့ဘလို့မှမရောက်နိုင်ပါဘူး။ဒီလိုနဲ့ကျမယောက်ျားလည်းသူတင်ထားတဲ့ပညာရည်နဲ့ပဲကွင်းမိုင်နေပိုင်းတွေကိုလမ်းပြပေးဖို့အတွက်အမေဝေးကားတော်ရွတ်ဆိုလိုက်ပါတယ်။ကားရွတ်ဆိုပြီးတဲ့နောက်မှာပဲသူ့ဆိုင်ငယ်ရှိရနေကြွက်တကောင်ပြေးလာပါတယ်။ပြီးတော့အဲ့ကြွက်ကရှေ့တဲ့တွေကိုပြေးတယ်။သူကလည်းအဲ့ဒီကျွမ်းတော်ကိုဆိုင်ငယ်နဲ့လိုက်မောင်းခဲ့ရတယ်ခဏကြာမှတော့ကားလမ်းမကြီးပေါ်ပြန်ရောက်ခဲ့ပါလေရောအဲ့ညမိုးလင်းမှသူအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်အိမ်ရောက်တော့ကျမကိုသူ့ဆရာရဲ့ကားဆွမ်းနေကြောင်းအားရပါရပြောပါတော့တယ်နောက်တစ်ပတ်လောက်ကြာတော့ခီးတယ်မရတာကြောင့်သူ့ငယ်ချင်းနေနဲ့ဖဲကြမယ်ဆိုပြီးသူ့ဆရာရဲ့ဖဲနိုင်ကားကိုလည်းစမ်းသုံးဖို့တိုင်ပင်ခဲ့ကြပါတယ်သူအဲ့ဒီကအိမ်ကိုစောစောပြန်လာခဲ့ပါတယ်ရေမိုးချိုးကြီးမှအပြင်ကိုပြန်သွားမယ်တဲ့ကျမလည်းခီးတယ်ပို့စရာရှိလို့ထင်ခဲ့တာပါပြီးတော့သူကျမစီကပတ်စံ200တောင်းသွားခဲ့ပါတယ်သူဒီညအရင်နေတောက်မယ်တဲ့အဲ့ဒီညကျမတို့လမ်းထိပ်မှာတရားပွဲရှိပါတယ်နောက်တော့သူည8 နာရီလောက်မှာအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်ဒီနေ့အိမ်ပြန်လာတာစောတယ်နော်လို့ပြောတော့သူကကြောက်ရဲဘက်ကိုခီးတယ်လိုက်ပို့ရမယ်တဲ့အဲ့ဒီလန်ကီကနည်းနည်းဝေးပါတယ်ခီးတယ်က9000ပေးမယ်ပြောလို့နင့်ကိုအဲ့ဒါလာပြောတာဆိုပြီးဆိုင်ကယ်တစ်စီးနဲ့ထွက်သွားခဲ့ပါတယ်ကျမလည်းအဲ့ဒီညသူ့ကိုစောင့်ကြမလို့တော့ပါဘူးစိတ်ချလက်ချနဲ့ပဲအိတ်ဖြစ်ခဲ့ပါတယ်ဒီတော့ထမင်းစားတော့ပြီးအိတ်ရဝင်ခဲ့တာပေါ့ခဏကြတော့အိမ်မက်ထဲမှာလို့အပြင်မှာလို့နေခြံကားကိုလှုပ်ပြီးယောက်ျားကြီးတယောက်ကခေါ်နေတဲ့တန်ကိုကြားရပါတယ်ကျမမှလည်းကိုဝင်ကြီးနေရလဲဖြစ်ညဘက်တကောင်အချိန်မတော်ကြီးလဲဆိုတော့အိမ်ရောက်ကိုမစင်းရဲတာနဲ့ဆက်ပြီးအိတ်နေခဲ့ပါတယ်ခဏကြတော့အိမ်ရှင်တို့ဆိုတဲ့ခေါ်တန်ကြီးနဲ့တူပဲခြံကားကိုလှုပ်ပြီးခေါ်နေတဲ့အတန်တွေကိုကြားရပြန်ပါတယ်အဲ့ချိန်ကလမ်းတွေကတရားဝဲပြီးလို့တာရုခေါ်နေတဲ့အချိန်လည်းဖြစ်ပါတယ်ကျမလည်းဆိုင်ငယ်ကယ်ရီငားမဲ့လူထင်ပြီးအောက်ကိုဆင်းကြည့်ခဲ့ပါတယ်အဲ့ချိန်ချမ်းမြေမှာယောက်ျားကြီးတယောက်ရက်နေအောင်တွေးလိုက်ပါတယ်စပင်တွေကလည်းရှုပ်ပွားနေမျက်လုံးတွေကလည်းနီးရဲနေအဲ့လူရဲ့စပင်တွေကဂုတ်တီရှီလျားနေခဲ့ပါတယ်ကျမဘာကိစ္စရှိလို့လဲဦးလေးလို့ပြီးတော့ဒီရဆိုင်ငယ်မောင်းတဲ့ကလေးရှိလာတယ်မရှိဘူးခီးတဲ့သွားဖို့တဲ့ဦးလေးလို့ကျမလည်းပြန်ပြောလိုက်တာပေါ့ဆိုင်ငယ်မောင်းတဲ့ကလေးကိုတွေးချင်လို့တဲ့သူ့ကိုကျမယောက်ျားဆိုင်ငယ်နဲ့ခေါ်လာခဲ့ပြီးဒီချန်စီယုံနာမှာထားခဲ့တာလေသူ့ကိုပြန်ဖို့ခိုင်းစီခြင်းတယ်လို့လေကျမကိုပြောပါတယ်ကျမလည်းယောက်ျားမနှက်မှပြန်မှာမလို့ဦးလေးအိမ်ထဲဝင်ပြီးစောင့်မလားလို့ပြောတော့သူကအိမ်ထဲဝင်လို့မရဘူးလေကျမလည်းနားအောင်မလဲတော့ပါဘူးဒီလိုနဲ့ကျမလည်းသူခီးတယ်သွားဖို့လားမနှက်မှပြန်ရောက်လိမ့်မယ်ဦးလေးလို့ပြောတော့အဲ့ကလေးလာရင်ဆက်ဆက်ပြောပြပါသူစောင့်နေမယ်ကျမလည်းဟုတ်ကဲ့ဆိုပြီးအိမ်မောပြန်တက်ခဲ့ပါတယ်ခဏကြတော့ကျမလန့်လို့လာတယ်တကယ်တော့ဒါအိမ်မက်တစ်ခုမှန်းနေခဲ့တာပါစိတ်ထဲမှာလည်းတမျိုးကြီးခံစားလိုက်ရတယ်
ဒီလိုခံစားချက်မျိုးတကားမှမရဘူးကျမလည်းရေတွေပါတွေတောက်ပြီးအိမ်ပြင်ဘက်ကိုအကဲခတ်ကြည့်ပါတယ်ဘာအရေးရောက်မှတော့မတွေ့ပါဘူးအဲ့ဒီချိန်ရက်ွက်ထရဗီဒီယိုသိမ်းတော့လူတွေပြန်လာကြပါတယ်နည်းနည်းကြတော့ကလေးတစ်တိုက်ကကျမတို့ခြံထောင်းသားကနေအော်ပြီးထွက်ပြေးသွားခဲ့ကြပါတယ်ပုံစံတော့သူတို့တစ်ခုခုကြောက်ပြီးတော့လမ်းလိုထွက်ပြေးသွားခဲ့ကြတာပါနောက်တော့ကျမလည်းအဲ့ရပြန်ဝင်ခဲ့ပါတယ်တိတ်မကြလိုက်ပါဘူးခေါင်းမိုးကိုကြောက်ခဲတုံကြတဲ့အတန်ကိုကြားလိုက်ရပါတယ်အတန်ဟန်ကျတော့ကျမလည်းလန့်သွားတာပေါ့နောက်တော့အိမ်ခေါင်းမိုးကိုကြောက်ခဲနဲ့ပြစ်ပေါက်နေတဲ့အတန်တွေတဒုံဒုံကြားရပါတယ်ပိုဆိုးတာကျမတို့အိမ်တအိမ်ပဲမဟုတ်ပါဘူးအနီးနားအိမ်တွေကိုလည်းခဲနဲ့ပြစ်ပေါက်နေတာပါအိမ်ခေါင်းမိုးကိုခဲနဲ့ပေါက်တာကြောင့်အင်ဂျင်နီယာရဲ့ဆဲဆူတန်တွေလည်းထွက်လာခဲ့ပါတယ်အိမ်အများစုကသွတ်မိုးထားတာဆိုတော့အတန်တွေကကျေလောင်ခဲ့တာပေါ့အဲ့ဒီချိန်ကစားပြီးတညာလုံးကိုတောင်းကျနေတော့တာပဲမနေ့မိုးလင်းကနေမှအဲ့ဒီခဲပေါက်တန်တွေငြိမ်သက်သွားခဲ့ပါတယ်မနက်မိုးလင်းတော့ကျမယောက်ျားလည်းအိမ်ပြန်လာခဲ့တာပေါ့ကျမလည်းညအဖြစ်အပျက်တွေကိုယောက်ျားကိုပြန်ပြောပြပါတယ်ဒီအကြောင်းပြောလိုက်တော့မှကျမယောက်ျားလည်းမျက်လုံးပြူးမျက်စံပြူးဖြစ်သွားပြီချက်ချင်းပဲသူအိမ်မျိုးထွက်သွားခဲ့ပါတယ်သူပြန်လာတော့ကြောက်ခဲတစ်လုံးကိုကြွကြွကြီးထဲကိုထည့်ပြီးဆွဲလာခဲ့ပါတယ်နောက်ပြီးဆိုင်ငယ်မောင်းပြီးထွက်သွားပါတယ်စာမင်းလေးလောက်ကြာမှအိမ်ကိုပြန်ရောက်လာခဲ့ပြီအဲ့ဒီချိန်ကျမှသူကျမကိုအကြောင်းစုံရှင်းပြပါတယ်သူတငယ်ချင်းနဲ့ဖဲရိုက်မယ်ဆိုပြီးတင်ချိုင်ကုန်းမှာတရေသွားခေါ်တာလေအပြန်လမ်းမှာခီးတွေကကြောက်ရဲထိပြန်ပို့ပေးပါ9000ပေးမယ်ဆိုလို့အစီအစဉ်ကိုဖျက်သိမ်းလိုက်ရတာလေတရေခေါ်လာတဲ့ကြောက်တုံးကိုလည်းခြံရှိမှာပဲပြစ်ထားခဲ့တယ်သူလည်းတရေပါလာလားမပါလာဘူးလားဆိုတာတော့သိကြမသိခဲ့ပါဘူးပထမဆုံးအနေနဲ့စမ်းသပ်ခဲ့တာပါတဲ့ကျမအဲ့ဒီလူကြီးရဲ့ပုံစံကိုအခုထိမှတ်မိနေတော့မှာပဲဘဝတစ်လျှောက်လုံးမှာပဲအဲ့ဒီတခါပဲမှတ်ရကိုတွေးကြုံခဲ့ဘူးတာပါဒါတော့အကောင့်ပိုင်ရှင်မကြီးပေးပို့ထားတဲ့ကိုရွေးဖြစ်ရမှန်ကြောက်မဲ့ပွဲရဇလန်ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်အားလုံးလည်းဒီဇလန်ကောင်းလေးကိုကြိုက်နေတဲ့ခဲ့ကြလိမ့်မယ်လို့ယုံကြည်မိပါတယ်နောက်ထပ်အခြားသောအကောင့်ပိုင်ရှင်တွေပေးပို့ထားတဲ့ဇလန်ကောင်းလေးတွေအများကြီးတင်ဆက်ပေးသွားအောင်ပါမို့လို့ channel လေးကို like and subscribe လေးလုပ်ပေးထားဖို့အကြံပြုချင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိ like ပါကြည့်ရှုပေးကြတဲ့အတွက်လည်းအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျနောက်တစ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါနော်